မောင်ရှင်လောင်းနားထန်းတို့ဥပုံပေါ်၌မင်္ဂလာပေါင်းခံကြောင်းပါစေတည်းမင်္ဂလာပေါင်းခံကြောင်းပါစေတည်းမင်္ဂလာပေါင်းခံကြောင်းပါစေတည်းလို့မင်္ဂလာဆိုတာဖိတ်ခေါ်လို့ပြပါပေါ့စိတ်ပျော်လို့မငြီးစရာရွာသားတို့နဲ့စာသွားရှာကမင်္ဂလာတစ်ခါတစ်ဖိတ်ဖိတ်လျှက်တင်ရအောင်ဗိတ်သိက်ခန့်ရေစင်ဖြန့်အောင်ပန်းပန်းရတွင်မောင်ရှင်လောင်းနားထွန်းတွေဘေးထွေတွေရှင်းပေမို့အေးရေခင်ပေးပါအသုံးကံဗျာရွှေဗျာမဟာပုံညဒါနဥက္ကကုသိုလ်မြတ်ကိုလူနာဥဒ္ဒုံမြမဘုံတိလုံးစုံများစွာဝန်သားရွှေမျိုးကောင်းကြီးကျူလျက်ဂျီနုနုမောတာတုခေါ်စေဖို့ဒက္ခိနာကသွန်းချရေချမ်းရေစက်ဖြန့်၍လူတန်းရန်ချိန်ကြပါပြီတဲ့တို့ဖြစ်ပါသောကြောင့်ဒုရိယာရွှေဆောင်တောတယုံမညောင်းခင်ဒုရိယနေတောင်းခေါ်ရပြောင်းမှာပေါ့ကြောင်တော်မြအသေးမွန်းတဲ့ဇေတော်ဝိဟာရကထေမွန်တန်ဃာတော်ရှစ်ကြိတ်ကျော်တို့နဲ့ပရိတ်ဓမ္မခန်းဟောကြားရန်ဇန်ရင်စီပြီးကြွလာတော်မူရန်ချိန်နေပါပေါ့တထိန်ထိန်ကြီးကရောင်ကြီးတော်အပေါ်ဝဲဝရိန်ခကြီးကမောင်အလီလီကြော်လျက်အကျဉ်းချင်းမြည်ဟိ၍အခေါင်းတီးကမျောပြီးစိန်သီးတဲ့နောင်ကြီးဖော်တို့ကသဘောအမှန်မနောကမှာငိမ့်နေအောင်ကင်ပြောသံနဲ့သိမ့်ပြ
ဆရာတောင်းကျွန်တော်စကားနည်းနည်းပြောခွင့်ပြုပါ အမိတ်ရှိပါဆရာ ဇာတိပုံညာဂုံမာနတွေနဲ့အတ္တမန်တွေလွန်ခဲ့ပြီးကျွန်တော်ဆရာကိုပြမစော်ကားမိပါတယ်ဆရာရဲ့အဲ့ဒါဆရာကိုကျွန်တော်လာတောင်းပန်တာ ဟောလူဆိုတာဘယ်ချုပ်ပြကင်းတဲလဲစီရှိပါမလဲဗျာကျွန်တော်ကိုပဲကြည့်ကျွန်တော်မှလည်းအပြစ်အနာစာတွေတထွေးကြီးနေပါဗျာ ဆရာတောင်းကတော့လေကိုအပြစ်ကိုလည်းသိကိုအားနည်းချက်ကိုလည်းကိုသိတဲ့ဆရာပါဗျာကျွန်တော်ကတော့လေကိုအပြစ်ကိုကိုမမြင်သူများအပြစ်တွေပဲမြင်ယုံနဲ့တင်အာမရလူလေကောင်မှာဖော်ထုတ်အပုတ်ချကျွန်တော်လုံးလုံးကြီးမှားခဲ့တယ်ဆရာရဲ့ကျွန်တော်မှားတယ်ကျွန်တော်အဲ့ဒါဆရာကိုလာတောင်းပန်တာပါကျွန်တော်ကိုခွင့်လုပ်ပေးပါ အစတွေကဘွေမယူခဲ့ပါဘူးဆရာကြီးကိုနေရာမကြတာကိုနေရာကြတယ်လို့ထင်နေတာနေရာမကြတာတဲ့ကိုနေရာမကြတာကိုနေရာမကြမှသိပြီဆိုမှအဲ့ဒါနေရာကြတဲ့ဗျ ကျွန်တော်ဆရာကိုကံသုံးပါနဲ့ပြမမိတယ်ဆရာကြီးမနောကံဝစီကံနဲ့လည်းကျွန်တော်တောင်းပန်ပြီးပြီဒါပေမဲ့ကျွန်တော်အားမရနိုင်ဘူးဆရာကျွန်တော်လက်ပြောက်ကျွန်တော်မလုံဘူးဆရာကြီးကျွန်တော်ဆရာကိုကာယကံမြောက်ကျွန်တော်ကြောပြရစေဆရာကျွန်တော်ကြောပြရစေကျွန်တော်မားတယ်ဆရာ ဆရာလိုက်မကတော့ပါနဲ့ဆရာလိုက်ရဲ့ဟာဆရာလိုက်လောကမှာအမှားဆိုတာသူတစ်ပါးအပေါ်မှာကိုကကျူးလွန်တဲ့အမှားကို့အပေါ်မှာသူတစ်ပါးကကျူးလွန်တဲ့အမှားနှမျိုးရှိတယ်နောက်တတိယအမှားတစ်မျိုးကကို့ဘာသာကိုကျူးလွန်တဲ့အမှားဆရာလိုင်ကကျွန်တော်အပေါ်မှာပြမမိတဲ့အမှားကိုသိလို့အမှန်ဖြစ်အောင်ပြင်လိုက်တယ်အမှန်ပဲရောက်သွားပြီကျွန်တော်မှာတော့ကိုယ့်ဘာသာကိုကျူးလွန်တဲ့အမှားကြီးကရှိနေသေးတယ်အဲ့ဒီအမှားကိုကျွန်တော်ပြင်ရမယ်အမှန်ဖြစ်အောင်ကိုပြင်ရမယ် ဆရာတောင်းဘာကိုဆိုလိုတာလဲဟင် တူတာမေရီးယားကန်လေကျွန်တော်ကျူးလွန်တဲ့အပြစ်ကြီးပေါ့ဆရာလိုင်းကကျွန်တော်ကိုထိုင်ပြီးကြော့တယ်ကြော့ခံတဲ့ကျွန်တော်ကရစ်ထုတ်ကြီးဖြစ်နေတယ်ဗျာဆရာလိုင်းကိုကျွန်တော်ကပညာရှိတစ်ယောက်လို့တတ်မှတ်ခဲ့တာဆရာလိုင်းကပညာရှိတစ်ယောက်မြတ်တာမကပဲသူတော်ကောင်းပညာရှိသူတော်ကောင်းပညာရှိသူတော်ကောင်းလောကမှာတကယ်ကိုရှားပါတဲ့ပညာရှိသူတော်ကောင်းကြီးဖြစ်နေပါပေါ့လားအဲ့ဒီလိုပညာရှိသူတော်ကောင်းကြီးတယောက်ကထိုင်ကြတော့တာကိုခံယူနိုင်မှုအတွက်ကျွန်တော်တိလဖြူစင်မှုလိုတယ်ဒါကြောင့်ကျွန်တော်တခြားလုံးမိဝဲလာခဲ့တဲ့ဒီသေးကြီးတရက်ကိုယခုချိန်ကစပြီးရာသက်ပံစွန့်လွတ်လိုက်ပါပြီဗျာ ဝမ်းသာလိုက်တာဆရာတောင်းရဲ့တာရုပါဆရာရဲ့ နာဟိဝေရိနဝေရာနိသမ္မန္တိတကုရာစနံအဝေရိနသသမ္မန္တိဧတဓမ္မောတဏ္ဏတနောဤလောကဝေရန်ကိုရန်ချင်းတုံနှင်းနေသည်မြကာလပတ်လုံးအဆုံးမရှိရံမိအတိလွှမ်းမအေးချနိုင်ပါတူးနဲ့တူးရန်စုရန်ဆွေရှောင်းပယ်ရှားမှအေးချမ်းကြပြီမှာဤဒီကရှိသူတော်ကောင်းအပေါင်းတို့ဤတဘာဝကျင့်ဝတ်ဖြစ်လေတာ ပြိုင်မွဲထုံးစံရှုံးမခံလဲနိုင်ပြန်အရှုံးဇက်မဆုံးမှုအမုန်းတန်တရားလဲကြပြီအမှန်ကိုမြင်အမှားပြင်မှကင်းစင်မာနအတ္တမပါတာယာအေးချမ်းရှိလေပြီ ဆရောင်းတောင်းနဲ့ရဏဘုံဆရာလိုင်တို့ဤထိုဘိသိက်ပြိုင်ကိုကျွန်တော်သည်ဘယ်သောအခါမှမေ့၍ရတော့မည်မဟုတ်ပါတကား ကရဏ